ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမားတွေအားလုံးကိုနှွေးထွေးစာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲเนาะမနက်ဖြန်အတွက်เนาะတောက်ကြနေပွဲသိမ်းတဲ့အတွက်ကိုကျွန်တော်ကြိုက်ဆုံးမင်းရောကွက်တွေကျွန်တော်ကြိုက်ဆုံးတကောင်းတွေကိုလာရောက်ပြီးတော့မျှော်ပေးတာเนาะကိုဒီမားတွေအားလုံးပဲတေချာလေးတော့နားထောင်ပြီးပါတေချာလေးတော့ကြည့်ပြီးပါเนาะမနက်ဖြန်ကိုကျွန်တော်ကြိုက်ဆုံးမင်းရောသုံးခွက်နဲ့အကြိုက်ဆုံးတကောင်းရွေးချယ်ပေးထားတယ်เนาะပတ်တိပတ်မနေတော့နဲ့မင်းရောကွက်ပဲထုတ်ပေးထားတယ်ကိုဒီမားတွေအားလုံးပဲเนาะကျန်တဲ့တမိုးရှိတဲ့ကိုဒီမားတွေအားလုံးပဲယူထိုးမယ်ယူကစားမယ်ကျွန်တော်ဘက်ကတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးရမှာဒီကျွန်တော်ရဲ့တာဝန်ကိုဒီမားတွေအားလုံးပဲကဲမနေ့ဖြန်အတွက်ကဲပေါက်တောက်ကြနေပွဲသိမ်းတဲ့အတွက်ကျွန်တော်ကဲပေါက်ကနေလေးကျွန်တော်ကိုမိုင်းအတွက်ကျွန်တော်ခေါ်ပေးမယ်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်အဖောင်းဝင်သမားတွေရောနေတဲ့ကြီးစော်တဲ့ကိုဒီမားတွေအားလုံးကိုတေချာလေးနားထောင်မယ်ကျွန်တော်ဖောင်းဝင်သမားတွေကျွန်တော်နော်ကြာသာပေးတောက်ကြ2ရက်ပေးထားတာ2ရက်လိုက်ဆော်ပေးပါကိုဒီမားတွေအားလုံးပဲအလုံးအားကောင်းပါတယ်နော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲနော်မနေ့ဖြန်အတွက်အကြိုက်ဆုံးမယွန်း3ခွက်အကြိုက်ဆုံးတစ်ကောင်းခေါ်ပေးမယ်နော်ဒါကိုရှိုင်းရဲ့ channel ပါ channel ကို subscribe မနေရသေးတဲ့ကိုဒီမားတွေအားလုံးပဲ channel ကို subscribe နေမယ် subscribe နေပြီးသားလူဟောင်းကိုဒီမားတွေအားလုံးပဲ share တက်တဲ့နေရာလေးမှာ share ပြီးမျှဝေတက်တဲ့နေရာလေးမှာမျှဝေပေးပါနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲကျွန်တော် main ကွက်တွေခေါ်ပေးမယ်နော်ခွန်တစ်တလုံးနော်ခွန်မိုင်တက်ပိုင်မှာခွန်မိုင်တက်ပိုင်နဲ့ main ကွက်တွေခေါ်ပေးမယ်နော်ကဲခွန်နောက်ပတ်သက်ရင်ခွန်4ရယ်ခွန်5ရယ်ခွန်2ရယ်နော်ခွန်4ခွန်5ခွန်2နော်ခွန်4ခွန်5ခွန်2ပါခွန်4ခွန်5ခွန်2ပါခွန်နဲ့ပတ်သက်ရင်အဓိကဆောက်ရမယ်ခဏပါကိုဒီမားတွေအားလုံးပဲနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲတက်နဲ့ပတ်သက်တဲ့ main ရော3ခွက်လာပြီနော်တက်နဲ့ပတ်သက်တဲ့ main ရော3ခွက်လာမယ်ပြီးရင်ကျွန်တော်အကြိုက်ဆုံးတစ်ခေါက်လာမယ်ကိုဒီမားတွေအားလုံးပဲနော်ကဲလက်မလေးနေပြီပါ channel ကို subscribe မနေရသေးတဲ့ကိုဒီမားတွေအားလုံးပဲ channel ကို subscribe နေမယ်နော် subscribe နေပြီးသားလူဟောင်းကိုဒီမားတွေအားလုံးကလည်း share တက်တဲ့နေရာလေးမှာ share ပြီးမျှဝေတက်တဲ့နေရာလေးမှာမျှဝေပြီးပါနော်ကိုဒီမားတွေအားလုံးပဲဒီတစ်ပတ်မှာရှုံးကြီးပြန်ယူပေးမယ်ကိုဒီမားတွေအားလုံးပဲဒီတစ်ပတ်ကတော့ကျွန်တော်ကိုဒီမားတွေအားလုံးပဲနော်ရှုံးတဲ့လူတွေတော့ခမများရှိတယ်ဒါပေမဲ့နောက်ပိုင်းကျရင်ကျွန်တော်ဘက်ကနေအကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးမယ်နော်ကျွန်တော်ယာတော့ကလည်းရထားခဲ့ပြီရှုံးတော့လည်းလက်သက်ခံပေးရမယ်ကိုဒီမားတွေအားလုံးပဲဒါဘာဖြစ်ဖြစ်ကိုရှမ်းမကတော့အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးတာပဲကိုဒီမားတွေအားလုံးကိုနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲနော်မနေ့ဖြန်အတွက်ကျွန်တော် main ကွက်တွေခေါ်ပေးမယ်နော်တေချာလေးကြည့်မယ်တေချာလေးယူထိုးမယ်ကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်ရဲ့အဖုံးဝင်သမားတွေအဓိကထားပြီးကြည့်မယ်ဗျာနော်ကဲဒါဆိုကျွန်တော်ခွန်နံပါတ်ရင်ခွန်4ရယ်ခွန်5ရယ်ခွန်2ရယ်အဲ့မယုံ3ခွက်1နံပါတ်ရင်19ရယ်14ရယ်16ရယ်နော်19 14 16 1နံပါတ်ရင်အဓိကဆောက်ရမယ်ခင်ဗျနော်ကျွန်တော်ကိုဒီမားတွေအားလုံးပဲအပူး3ခွက်ကျွန်တော်တတိပေးကြရှိသေးတယ်နော်1ဘူးရယ်3ညာဘူးရယ်နော်1ဘူး3ညာဘူးခွန်ဘူးဆော့ပေးထားပါနော်တောက်ကြနေကုန်အတွက်ပြောပေးနေတာနော်ဒီကနေ့ဒီတောက်ကြနေကုန်မှာတကွက်ကိုကျင်းနေစေရမယ်အဲ့ကနေတည်းကတကွက်ကတော့ကျင်းနေထွက်မယ်ကိုဒီမားတွေအားလုံးပဲအဲ့လာကြောင့်လိုက်ဆော်ထားမယ်လိုက်ကစားထားမယ်နော်ကျွန်တော်အပူး3ခွက်က1ဘူးရယ်3ညာဘူးရယ်ခွန်ဘူးရယ်တတိထားပြီးဆော့မယ်ကိုဒီမားတွေအားလုံးပဲ1ဘူးရယ်3ညာဘူးရယ်ခွန်ဘူးရယ်နော်ကဲမှတ်မိတဲ့ကိုဒီမားတွေအားလုံးပဲ comment မှာတစ်ချက်လောက်တော့ရေးပေးပါနောက်လူဝင်လည်းတွေ့အောင်မြင်အောင်လုပ်ပါကဲလက်မလေးနေပြီပါကိုရှမ်းဘာမှပေးစရာမလိုလက်မလေးပဲတောက်ရှက်နေပြီ comment မှာမင်္ဂလာရှိအောင်လို့လည်းမင်္ဂလာပါဘူးလေတောက်ရှက်ဝင်ရေးခဲ့ပါကိုဒီမားတွေအားလုံးပဲကဲရှုံးကြီးများနေတဲ့ကိုဒီမားတွေအားလုံးပဲနော်အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးထားပါတယ်ဗျာကိုဒီမားတွေအားလုံးပဲနော်အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးထားတယ်နော်ကဲအကြိုက်ဆုံးကီတော့ကြီးက395ခွန်1ကီတော့ကြီးနော်395ခွန်1ကီတော့ကြီးပါ395ခွန်1ကီတော့ကြီးပါနော်အစွမ်းကုန်ဖြစ်အောင်တော့စူးစမ်းပေးထားတယ်ကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်ကနေလေးတကယ်ယုံကြည်ရတကယ်လိုက်ထိုးတဲ့ကိုဒီမားတွေအားလုံးပဲမနေ့ပြန်မှာတော့မနေ့ပြန်နေကုန်မှာတောက်ကြနေပွဲသိမ်းနေနေကုန်မှာအဲ့ကနေလေးတခွက်တော့ကျင်းနေစင်းမယ်နော်နှစ်ခွက်မဟုတ်တော့တခွက်တော့ကျင်းနေစင်းမယ်ကိုဒီမားတွေအားလုံးပဲလိုက်ဆော့ထားမယ်လိုက်ကစားထားမယ်နော်ကျွန်တော်အပူးဒီခွန်ဘူးတစ်ဘူးနော်ခွန်ဘူးတစ်ဘူး3ညာဘူးကတတိထားပြီးဆော့မယ်ကိုဒီမားတွေအားလုံးပဲနော်ကဲဒါဆိုကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းမှကျန်တော့တယ်အကြိုက်ဆုံးတစ်ခွက်ကောင်းကျန်မယ်ပြီးရင်ဘယ်ပိုင်းလေးရနာမယ်ကိုဒီမားတွေအားလုံးပဲနော်ခွန်4ခွန်5ခွန်2နော်ခွန်4ခွန်5ခွန်2တင်းနံပါတ်ရင်19 14 16အဓိကထားပြီးထိုးမယ်အဓိကထားပြီးဆော့မယ်နော်ဖုန်းသမားတွေအဓိကထားပြီးကြည့်ပြပါနော်ကျွန်တော်ပေးခဲ့တဲ့ main ခွက်တွေကိုတင်ထိုးမယ်တင်ကစားမယ်နော်မနေ့ကမှအလွန်အားကောင်းတဲ့ကနေပါကျွန်တော်ပတ်တိမပေးထားပါဘူးကိုဒီမားတွေအားလုံးပဲခွန်မိုင်တစ်ပိုင်နဲ့ main ရောက်ခွက်တွေပဲထုတ်ပေးထားတာတင်ခွက်တစ်ခွက်ကောင်းနဲ့ main ရောက်ခွက်နဲ့ထုတ်ပေးထားတာကိုဒီမားတွေအားလုံးပဲပတ်တိပတ်မနေနဲ့နော်တောက်ကြနေအတွက်နော်မနေ့ညထိုးရမှာနော်ကိုဒီမားတွေအားလုံးပဲမနေ့ပိုင်းထွက်ခဲ့ရင်တော့ညနေစီကိုလာရောက်တင်ပေးမယ်မနေ့ပိုင်းမထွက်ခဲ့ရင်အဲ့ကနေကိုညနေစီကိုတင်ထိုးမယ်တင်ကစားမယ်နော်တေချာလေးတော့နောက်ထောင်ပေးပါကိုဒီမားတွေအားလုံးပဲနော်ကဲဒါဆိုကျွန်တော်တို့တကွက်ကောင်းခေါ်ပေးမယ်နော်တကွက်ကောင်းခေါ်ပေးမယ်ကိုဒီမားတွေအတွက်အကြိုက်ဆုံးတကွက်ကောင်းလာပြီနော်မနေ့ပြန်တောက်ကြနေပွဲသိမ်းနေအကြိုက်ဆုံးတကွက်ကောင်းနော်
ခွန်နပတ်သက်ရင်89တီတကွက်ကောင်းနော်ခွန်နပတ်သက်ရင်89တီတကွက်ကောင်းမှာခွန်နပတ်သက်ရင်89တီတကွက်ကောင်းမှာခွန်9တကွက်ကောင်းနော်ကဲတင်းနဲ့ပတ်သက်တဲ့ကြိုက်ဆုံးတကွက်ကောင်းလာမယ်နော်တင်းနဲ့ပတ်သက်တဲ့ကြိုက်ဆုံးတကွက်ကောင်းလာမယ်ကိုဒီမတွေအားလုံးပဲခွန်နပတ်သက်ဒီ89တီတကွက်ကောင်းမှာကျွန်တော်ကိုမရအားလုံးပဲကျွန်တော်ခေါ်ပေးတဲ့ကနေလေးကိုမှတ်မိတဲ့ကိုဒီမတွေပါခဲ့မယ်ဆိုရင်ကျွန်တော် comment မှာတော့တစ်ချက်လောက်ယူပေးပါနော်နောက်လူဝင်လဲတွေ့အောင်မြော်လို့ပါကိုဒီမတွေအားလုံးပဲကဲ okay လေးမှတ်မယ်ကနေလေးကျန်းသိမှုရှိနော်ခွန်9တီတကွက်ကောင်းခွန်နပတ်သက်ခွန်9တကွက်ကောင်းတင်းနဲ့ပတ်သက်ရင်တင်း5တီတကွက်ကောင်းနော်ခွန်9တင်5တကွက်ကောင်းမှာကျွန်တော်အပူကလက်လွတ်လို့မရအောင်နော်3ညာဘူး1ဘူးခွန်ဘူးကပဆော့ထားမယ်ကိုဒီမတွေအားလုံးပဲနော်တောက်ကြနေကုံလိုက်ဆော့ပြီးပါနေကုံလိုက်ကစားပြီးပါအဲ့ကနေဒီနော်မနှက်ညနှစ်ကြိမ်မဟုတ်ရင်တော့မှတကြအောင်တော့ကျင်းစီပေါက်ရမယ်ကိုဒီမတွေအားလုံးပဲအဲ့လိုက်ထိုးထားပါလိုက်ကစားထားပါနော်အကောင်ဆုံးဖြစ်အောင်စူးစမ်းပေးထားပါတယ်ကိုရှိုင်းကိုဒီမတွေအားလုံးကိုနော်မနှက်ညမှာအဲ့ကနေဒီနှစ်ကွက်မဟုတ်ရင်တော့တစ်ကွက်တော့ကျင်းစီထွက်တယ်ကိုဒီမတွေအားလုံးပဲမယုံကြည်တာနော်မနှက်ပြန်လာမယ်အဲ့ကနေနော်ကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲကျွန်တော်ပတ်တိပေးထားမဟုတ်ဘူးနော်မရောက်ကွက်တွေကြီးပဲထုတ်ပေးထားတာကျန်တဲ့တမှုရှိမှထို့ကိုဒီမတွေအားလုံးပဲနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒလေးလေးတို့ကပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမတွေအားလုံးကိုစမကောင်းတောင်းပေးပါကဲအားလုံးပဲဘိုင်းပါ